ဒီနေ့တော့အိမ်မှာနေနေသမီးဘယ်လိုစားလဲဆိုတော့မြို့ဒီစားရင်လည်းပြီးတော့ဒီတုတ်စရာလေးနဲ့တာရင်းငါးနဲ့ပါတော့မြို့ဒီကတော့အိမ်မှာ special ထားတာပေါ့နော်စားရချုံမိုးရအဲ့ဒါပဲပါချက်တော့ရစောင်းမယ်ဝီဒီယိုဆောစားကော